အားလုံးပဲမင်္ဂလာပါရှင်မနက်ဖြန်18ရက်8လ2026ပေါ့နော်အင်္ဂါနေ့ကျမတို့ကိုတခြားပြန်ပြောမယ်နော်18ရက်8လ2026အင်္ဂါနေ့အတွက်ပါဒီဗီဒီယိုဖိုင်ကမုတ်အနေနဲ့ကကြတော့၄ခုဆိုင်ရင်ကောင်းမလား9ခုဆိုင်ရင်ကောင်းမလားထုံးစံတိုင်းပဲချိန်စားမယ်ပေါ့နော်တော့အနေနဲ့ကကြတော့အင်္ဂါနေ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့3ချောင်းတွေ5ချောင်းတွေ6ချောင်းတွေနော်အဲ့တော့ဒီနေ့အတိုင်းတာမှာဆိုလို့ရှိရင်ညကကျွန်မဗီဒီယိုဖိုင်တင်ပေးခဲ့တဲ့အတိုင်းပဲပေါ့နော်3ခု8ခုနဲ့တော့2ချောင်း4ချောင်း9ချောင်းနဲ့ဒါတွဲပြီးတော့သူကဆိုင်းဆော့သွားတယ်အဲ့တော့မနက်ဖြန်ကိုလည်းဒီလိုပဲဆက်ပြီးတော့တွဲရက်စားပြီးတော့ဆော့မလားဆိုတာကတော့ကျွန်မမခံမှန်းပြီးတက်ဘူးပေါ့နော်ဒါပေမဲ့လည်းအခုနောက်ပိုင်းမှာတော့နေမုံနဲ့တွဲပြီးတော့ဆိုင်းဆော့တာကအရင်ကထက်ဆိုင်ရင်အချိန်ပိုပြီးတော့စိတ်လာတယ်နော်ဒါလေးကိုလည်းတတိပေးခဲ့တဲ့ညရတယ်ကနော်အဲ့တော့တော့ပဲဖြစ်စေမုံပဲဖြစ်စေကိုကြိုက်တာကိုပိုင်တာရှိရင်လည်းဒါလေးနဲ့တွဲကပ်ပြီးတော့ကစားလို့ရတယ်စားလို့ရတယ်ပေါ့နော်ဒါကမနက်ဖြန်အတွက်ကိုပြောတာနောက်တစ်ခုက YouTube ကိုရောက်လာကြတယ်เนาะရောက်လာကြတယ်ဟိုကျေးဇူးတင်ပါတယ်เนาะ YouTube မှာပထမဦးဆုံးရောက်လာတဲ့ subscriber အယောက်90ကိုကျွန်မကဟူးမကျော်ပတ်တီးလေးတလုံးပေးထားတယ်အဲ့ဒါလေးကလည်းဒီနေ့ညနေမှာပဲအောင်သွားတဲ့အတွက်ကျွန်မကွန်လုပ်ပါတယ်ရှင်เนาะကျမရဲ့အဖွဲ့သူအဖွဲ့သားတွေကိုလည်းမနက်ကအောင်ပွဲဆင်တာရဲ့ဒီညနေပတ်တီသမားတွေအတွက်ကိုလည်းကျမကွန်လုပ်ပါတယ်ဒါကမနက်ဖြန်ဆက်သွားမယ့်အပိုင်းနဲ့ပြီးခဲ့တဲ့အပိုင်းကိုပြောတာနောက်တစ်ခုကကျမရဲ့ဒီဓမ္မမိတ်ဆွေများပေါ့နော်ဓမ္မမိတ်ဆွေများအနေနဲ့တာတုခေါ်လို့ရအောင်ကျမပြောရမှာကဘာလဲဆိုတော့ဒါဒီနေ့17ရက်အဋိဌံပေါ့လေနော်17ရက်အဋိဌံကဒီနေ့ကနောက်ဆုံးရက်နော်နောက်ဆုံးရက်မှာမမျှော်လင့်ပဲနဲ့ကျမဒီညနေကမှခရီးထွက်လာလိုက်ရတယ်အခုဒါကျမ highway လမ်းပေါ်မှာအမြန်လမ်းပေါ်မှာပေါ့နော်တိုးတော်လည်းပဲလမ်းကနေပြီးတော့မှကျမတောက်ရေဘူးရယ်အေးဘူးရယ်ဝယ်ပြီးတော့ကားပေါ်မှာပဲကတ်တယ်ကားပေါ်မှာပဲတီလာဆောက်တည်တယ်တနေ့တာပြုလုပ်ရမယ့်ကုသိုလ်တွေကတော့အိမ်မှာရလှုပ်ထားပြီးသားဒါညဘက်ရုပ်ဖက်ပူဇော်ရမယ့်အပိုင်းမှာကျမကားပေါ်မှာပဲအခုလှုပ်ရင်းနဲ့လမ်းပေါ်မှာပဲလှုပ်လာခဲ့တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့အဋိဌံကလုံးဝလည်းမပြတ်သွားဘူးအောင်မြင်သွားတယ်နောက်တစ်ခုကကောင်းသောတိုက်ဆိုင်ခြင်းလို့ပဲကျမထင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီနေ့17ရက်မြောက်ညနေမှာပဲရုတ်တရက်ကြီးထပြီးတော့အမြန်လမ်းပေါ်ရောက်လာတာဖြစ်တဲ့အတွက်အမြန်လမ်းပေါ်မှာရှိနေတဲ့မြင်းအပ်မမြင်းအပ်ပုံကိုယ်တွေကိုလည်း32ဘုံသားအပေါင်းတို့ကိုလည်းကျမအမျှပေးဝေနိုင်ခဲ့တယ်เนาะမှန်ချပြီးတော့တည်တည်ချာချာကျမအမျှပေးဝေခဲ့တယ်ပေါ့နော်အဲ့တော့ပြောချင်တာကကျမရဲ့ဓမ္မမိတ်ဆွေများတာရုခေါ်ကြပါရှင်ကျမကတော့32ဘုံသားအပေါင်းကိုအမျှပေးဝေတယ်အဓိကကတော့9ရက်သားသမီး17မီးငိမ့်စေခြင်းနဲ့အဋိဌံဖြစ်တယ်ပေါ့နော်အဲ့တော့9ရက်သားသမီးလည်းတာရုခေါ်ကြပါကောင်းမှုတစ်ခုနေ့စဉ်ပြုဆိုတဲ့နေရာမှာကျမအနေနဲ့ဒီ17ရက်မှာကောင်းမှုကတရက်ကိုတစ်ခုမကကျမတရက်မပြတ်လှုပ်ဆောင်ခဲ့တယ်ပြုခဲ့တယ်နော်တီလာကြီးလည်းယူခဲ့တာဖြစ်တဲ့အတွက်တာရုခေါ်ကြပါကျမနဲ့ကန်ဆက်ကြပါစေရှင်နော်ကန်ဆက်ကြပါစေကျမဆူတောင်းပေးပါတယ်မနေ့ပြန်လည်းအောင်ပွဲဆင်ကြပါစေရှင်